ကဲဒီနေ့ကမေတို့တီးချင်တာတင်ပြမယ်ဟုတ်ပြီနော်အဲ့တော့ချို့လူတွေကဒီလိုအခြေခံတော့မရသေးဘူးဆရာကြီးလှုပ်ချင်တယ်အဲ့လိုမရအောင်လေဟုတ်လားဆရာကြီးလှုပ်ချင်တယ်ဆိုလို့ရှိရင်မေတို့ဒီအခြေခံတွေရတာမှဖြစ်မယ်အဲ့တော့တင်ပြမယ်ကဲစမယ်နေကောင်းလားဆိုရင်အင်္ဂလိပ်လိုဟုတ်လားမေးလို့ရတဲ့မေးခွန်းတွေအများကြီးပဲဒါမှဒီမှာတစ်ခုပေးတာပါလဲဆိုတော့ How are you? How are you? ဆာလူပုံပြရအောင်မလားဆာလူပုံပြရအောင်မလားနောက်တစ်မျိုးက How do you do? တို့မေးရှင်တဲ့မေးခွန်းမေးလို့ရနော်မေးလို့ရတဲ့ခြားမေးခွန်းလည်းအများကြီးရှိတယ်ဒါပေမဲ့ဒီမှာတစ်ခုပဲပေးတာโอเคလားကဲငါမေးတော့မင်းတို့ဖြေကြပေါ့ How are you? ကဲမင်းတို့စိတ်ထဲမှာဖြေရနော် How are you? ပြီးတော့မင်းအသက်ဘယ်လောက်ရှိပြီလဲမင်းအသက်ဘယ်လောက်ရှိပြီလဲဆိုရင် How old are you ဒီနေရာမှာ O at the O နဲ့ area ကိုဆက်ပြီးတန်းထွက်ပြရမယ် older ဒါ older အဲ့လိုအတန်းထွက်နဲ့ဆက်ပြီးအတန်းထွက်ပြရမယ် How old are you ကဲငါမေးမယ်မင်းတို့ဖြေနော် How old are you ရမလားစိတ်ထဲမှာဖြေရနော်နေနာမည်ဘယ်လိုခေါ်လဲနေနာမည်ဘယ်လိုခေါ်လဲအင်္ဂလိပ်လို What's your name ကဲဖြေခြင်းမယ် Hey what's your name My name's Mianlai My name's Someloနေဘယ်ကလာလဲနေဘယ်နိုင်ငံကလာလဲအင်္ဂလိပ်လို Where are you from Where are you from ကိုရီးယားနိုင်ငံလာတယ်ဆိုရင် I am from Korea ဟုတ်လားကိုရီးယားနိုင်ငံကနေကြည့်နေတဲ့လူတွေရှိလားKorea Korea I am from Korea ဟုတ်လားကဲနေပါလုံနေရလဲအင်္ဂလိပ်လို What are you doing What are you doing နေပါလုံနေရလဲဟုတ်လားအဲ့တော့ဘယ်လိုပြန်ပြမလဲငါသမီးစားနေတယ်ဆိုရင် I am eatingငါမစကူဒူးနေတယ်ဆိုဘယ်လိုပြောလဲဟမ် What are you doing နေဘာလုပ်နေလဲငါမစကူဒူးနေတယ်လက်တဲ့တော့ရရနော်ဒါပေမဲ့သင်ခန်းစာလိုပဲသဘောထားပြီးတော့မှနားထောင်နော်ငါမစကူဒူးနေတယ်ဆိုလို့ရှိရင်ကျွန်တော်ယဉ်ကျေးတဲ့အနေနဲ့ပြောလို့ရတယ်အဲ့ဒါအင်္ဂလိပ်လိုပြောလဲဆိုတော့ I am making love အဲ့ဒါကပြဿနာမရှိပြောလို့ရနော် I am making love ကအတိတ်ပဲငါမစကူဒူးနေတယ်ဒါပေမဲ့ဒီစကားသည်ရိုက်တဲ့ထမှာမပါဘူးနော်ကဲနေပါလှုပ်လဲအဲ့ဒါကိုဘယ်လိုမေးလဲဆို What do you do for work လဲဆိုကြည့် What do you do for work ဒီမိကုံးစာမေးလို့ရတဲ့မိကုံးတစ်ခုက What is your job What is your job Okay အဲ့လိုမိကုံးနဲ့လည်းမေးလို့ရကဲငါကဘာဖြစ်လဲငါကကျောင်းသားတစ်ယောက်ဖြစ်တယ်ဆိုရင် I am a student ကဲဒီနေ့ကဒီလောက်ပဲသင်ပြမယ်နော်အဲ့တော့ခုနကတော့ပြောတဲ့အတိုင်းပဲဆက်စတော့ပြောတဲ့အတိုင်းပဲဆရာကြီးလှုပ်ချင်တယ်ဆိုရင်ဘာဖြစ်လဲမင်းတို့ဒီအခြေခံကိုအရင်ဆုံးရထားမှာဖြစ်မယ်ဟုတ်ပါနော်မြန်မာနိုင်ငံမှာကဘူးမသိပါမသိ
ဟာလာဘာမှကိုမရသေးဘဲနဲ့ကိုစာကြီးလုပ်ချင်တဲ့လူတွေရှိရဲ့အဲလူတွေအတွက်သင်မင်းနေတာဖြစ်ပါတယ်